No, dini mana lawan fakta awak tadi tu macam Messi superstar Cristiano Ronaldo awak ini pergi dini, yang lucu yang boleh, yang macam ini yang kau ni bujuk, tu kamu tu yang Croatia dini yang pasti. Pasti yang pertama mah Croatia dini aku yang kau ni, tu ngori le yang ni. Tapi dia mah lo Croatia dini ni, usu pasti ni orang lu be, dia mah yang tu yang stamina kau ini cakap dia. Well, thỉnh trong này cái bài này nó có kỳ tiếng nó khuyên cái cha hấp cha này nó đó để bị cái là tuyệt đấy nó thu kia nó cái sao đi quan lại bài tôi giờ mà lâu biểu sinh lo cái nó thỉnh trong này xóa nó tụi mình lâu này xóa lâu mà xí rồi cái chơi mà vậy nó Tapi मैं जो पॉडकास्ट में गाने की मैं सॉरी जो दुनिया भर में पॉडकास्ट ने चंक्रीटा देशी के भी मैंने और इम्पैक्ट यानी चीज़ें जो शोधा के लिए बताई गया हो तो ये कौन है भाई आज जो क्रिश्चिया कौन है और लोगों पिया बेजिंग लोगों तुमने जो था ये मेरे मिशी के मैंने क्रिश्चिया दिए तब ये जो ट्रांजिशन जो खाना गया है nó nằm ở chi nó là chi cho nên là champion phía chỉ tiền cho nó thằng nào nhiều khối là người ta vẫn làm chuyện đấy nó cho nó bên này bị tiền nhặt nhau rồi nên bây giờ mà tôi chơi thì xin cái đấy nó tôi cái bây giờ chỉ ở trên sân của thì một trả lại này nhiều quá nó bị tiền nhặt rồi nó tôi giờ mà số gì thoát bao cái gì bị tiền nhặt thoát cái này nào bài mà bổ sung vào đấy chắc là cái rồiဝင်လဲပါရကျွန်တော်လုံးဝဘောကွန်ထရိုကောင်းကောင်းရှိမဲ့တာမတူထုတ်လိုက်တာကြောင့်ကျွန်တော်ရဲ့ marketing နဲ့ဘောထဲချုပ်ကိုလည်းခက်သွားတယ်လို့လည်းပြောလို့ရတယ်တော့ဒီပို့ပြီးတော့ကျွန်တော်ဘတူမာတီနဲ့အနေနဲ့ကျွန်တော်တို့ဒုတိယပိုင်းချီပါဖို့ရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့သားဖို့ပြောင်းပြီး4-4-2ပုံစံမျိုးပြောင်းခဲ့တယ်။နောက်ကွန်ကာလိုရာမူခရစ္စတီယာနိုရိုနယ်ဒိုနှစ်ယောက်ကိုအထောင်တည့်ပြီးကျွန်တော်ဘနာလိုစီဗာကျွန်တော်နောက်ဘက်တော့ခွင်းလဲအဖီလီယိုနဲ့ဟိုဘက်ကခွင်းလဲပိုင်းမှာဆိုရင်တော့ဒါမှ၄ယောက်တန်းနဲ့ကျွန်တော်4-4-2ပုံစံနဲ့ကစားခဲ့တယ်။ဒီ4-4-2ပုံစံပြောင်းလာတဲ့ချိန်တစ်ချောင်းမှာကျွန်တော် quality နဲ့ Croatia တင်ကိုတော့ခါပြီးနိုင်ဆိုရင်မတန်ရောက်နေနေခဲ့ပြီးတော့ Cristiano လိုနေရာမှာကျွန်တော်တို့ကွန်ကာလိုရာမိုထည့်လိုက်တဲ့နောက်ပိုင်းကနေစ Cristiano နဲ့နေရာမှာကျွန်တော်ပြီးနှစ်ပတ်ဟောနော် sorry ပြီးနှစ်ပတ်ထည့်လိုက်တဲ့နောက်ပိုင်းကစပြီးကျွန်တော် quality နဲ့ခွင်းနဲ့စိုးမိုးလာတယ်ချာပလာချနေပြီးတော့မိနစ်တိုင်းမှာတော့ create ဖို့ဖြစ်လာခဲ့တယ်ပေါ့နော်ဘာပို့ပြီးတော့ drama ဆန်းခဲ့ပြီးတော့ကျွန်တော်တို့ Croatia တင်းနေနဲ့လည်းတော့ခွင့်ရရခဲ့တယ်ကျွန်တော်ဟိုဘင်လဘန်နဲ့ Ronaldo ပီယာကာတို့ရဲ့ကျွန်တော် outside shot တွေကြောင့်ပဲတော်လေးတတာခဲ့တယ်လို့ပြောရမှာဖြစ်ပြီးတော့အော်ဘတူမာလီနဲ့နေနဲ့လည်းကျွန်တော်တို့နောက်ပိုင်းမှာတော့ကျွန်တော်ဘာဖီလီယိုပို့ပြီးပေါ်လုံးကိုပို့ပြီးဖူးရစီခဲ့ပြီးဘာဖီလီယိုရဲ့ cross တွေကကျွန်တော်တို့တော်တော်လေးကိုချင်းချောင်းမှုဖြစ်လာခဲ့တယ်ညာတောင်မှလုံးဝတိသွားခဲ့ပြီးတော့ကျွန်တော်ဘယ်တောင်မှန်းနေပဲဟောဒီနဲ့ attacking ability ပုံများလာခဲ့တယ်ကိုရောက်သွားတော့လည်းအဲ့ဒီဘယ်တောင်မှန်းနေပဲဘာဖီလီယိုရဲ့ cross ကကျွန်တော်တော်တော်လေး PC cross ဖြစ်နေခဲ့ပြီးတော့ကျွန်တော်တို့ခုနက Ramo နေနဲ့တရားအာဘီမီနဲ့တိုက်ထုတ်လိုက်ရအောင်လုပ်ပဲနဲ့ကျွန်တော် PC cross တွေရဲ့ထုံးစံတိုင်းပဲကျွန်တော်ထိလိုက်တာနဲ့အာဘီမီနဲ့ဆောက်သွားခဲ့တယ်ကျွန်တော်တို့ Croatia ကိုမှ Liverpool ရဲ့တော့မတက်နိုင်ခဲ့ပဲနဲ့ကျွန်တော်ကိုပေးခဲ့ရတယ်အဲ့ဒီအချိန်မှာကိုကောင်လိုရာမိုးရဲ့ပေးနာမှာလည်းနောက်တစ်ခါမှ3ယောက်လို့ရှိနေခဲ့ပါမယ်ကျွန်တော် Philly ရဲ့ cross ကကွတီဆိုလို့ပဲကျွန်တော်ကိုကောင်ရာမိုးရဲ့ခေါင်းပေါ်တက်တဲ့ရောက်လာခဲ့တယ်Croatia နောက်တစ်ခါမှ3ယောက်လုံးမတားလာနိုင်ခဲ့ဘူးကိုရခဲ့တဲ့အချိန်ကလည်းမိနစ်90နောက်ပိုင်းအချိန်မှာရခဲ့တယ်အချိန်က7မိနစ်ပေးရတယ်ပထမလုံးဝ
finish ဖြစ်သွားပြီဆိုတော့မှုမျိုးမရခဲ့ဘူး pressure နဲ့ညပေါ်လုံးတိတိကျကျပြန်ပြီးတော့ control လာခဲ့တယ်တော့ကောဖလာနောက်ဆုံးကောဖလာပြန်ဝင်ဖြစ်သူ့အတွက်နောက်ဆုံးကောဖလာပြန်ဝင်ဖြစ်နေခဲ့တယ်လူကမိုးတွင်းနေတယ်ဒီပွဲချိန်မှာကျတော့နောက်ဆုံးမိနစ်တွေမှာအင်တိုက်အားတိုက်တော့တိုက်တွန်းကစားသမားတွေကိုဖိအားပေးကျွန်တော်ကစားစီခဲ့တယ်သူထင်ထားခဲ့လို့ပဲကျွန်တော်ကိုရရှိခဲ့တယ်ဒါပေမဲ့ရရှိခဲ့တဲ့ကိုကလည်းညာတို့ဘီယာကရဲ့ထိသွားခဲ့တဲ့တိုင်အောင်ကျွန်တော်လူချုံမောစီမင်းတတိယကျွန်တော်တို့ဘီယာကနဲ့မထိခင်ကလေးကလူချုံနေခဲ့တာဖြစ်တဲ့အတွက်ဒီကိုကလူချုံမောဖြစ်နေခဲ့တယ်တစ်ခါကအကြည့်ပြန်တော့လဲကျွန်တော်တို့ဂရီရှာတင်းနေနဲ့လဲကျွန်တော်ကန်ဆယ်ခဲ့တယ်ပေါ့နော်ဒီမတိုင်အခွင့်အရေးတချို့လည်းရရှိခဲ့ပြီမဲ့ကျွန်တော်ဂရီရှာတင်းနေနဲ့လုံးဝမဖြစ်နိုင်တော့ခဲ့ပဲねကျွန်တော်အချိန်ပုံမိနစ်100ထီကိုကျွန်တော်ရောက်သွားခဲ့တယ်100မိနစ်114မိနစ်လောက်ထိရောက်ရှိခဲ့ပြီးတော့မှကျွန်တော်လုံးဝမတတ်နိုင်တဲ့အဆုံးမှာကျွန်တော်ပေါ်ကီတင်းနေနဲ့နောက်ဆင်းတက်ခဲ့တယ်ပွဲစဉ်ရဲ့အခြေအနေကိုကြည့်ပေါ်ကီတင်းနေနဲ့ဖရက်ရှာတင်းရဲ့ဒုတိယပိုင်းကြောက်သွားခဲ့တဲ့စတမီနာတွေခြားထဲမှာတော့မှပေါ်ကီတင်းနေရုန်းကန်နေရတာတွေ့ရတယ်ပေါ်ကီတင်းနေနဲ့ကီယောချီနေဒီမှာကျွန်တော်ထိန်းချုပ်နိုင်စွာအားနေတယ်ကီယောချီနေများများလုံးမယ်အခုလိုမျိုးခရရှာတော့လိုမျိုး long cross တွေကျွန်တော် early cross တွေကျွန်တော်တို့ long pass တွေနဲ့ကစားတဲ့အတင်းမျိုးတွေ support ကခံစစ်ဒုက္ခရောက်တာလည်းတွေ့ခဲ့ရတယ်နောက်ပွဲတွေရိုင်းတော့ board game နဲ့ဒါတွေကိုတော်တော်လေးပြင်ဆင်မှရမယ်ပြင်ဆင်နိုင်ခဲ့ board game နဲ့နောက်ပွဲစဉ်တွေမှာတို့ထပ်ပုံမြင့်အကောင့်လုံးလုံးမြင့်နေကျွန်တော်တို့စပိန်တို့တင်းမျိုးနဲ့ညီဆိုင်အောင်ဖြစ်တဲ့တော်တော်လေးဒီထားပြီးကစားရမယ်ခရစ်စတီယာနိုရိုရဲ့ကျွန်တော်ကဘာခီးစင်ကတော့နောက်ထပ်စင်ကတယောက်တော့ခဲ့ပြီဒုက္ခမိုးထွေးရဲ့ဘာခီးစင်ကတော့ကျွန်တော်ဒီမှာနေမယ်ပြီးဆုံးတော့ခဲ့ပြီအားလုံးကျေးဇူးတင်ပါတယ်